ဒါကတော့လွန်ခဲ့တဲ့နှစ်လောက်ကနေဘက်ကိုခီးသွားရင်ဟိုတယ်တစ်ခုမှာကြုံခဲ့ရတာပါအဲ့ဒီတော့ကဈေးသက်သာပြီးတန်တန်ပြည့်ပြည့်ရှိတာကြောင့်အဲ့ဒီဟိုတယ်မှာပဲတဲပြစ်ခဲ့တယ်ဟိုတယ်အခန်းနံပါတ်က402ပါဒီလိုနဲ့ည7:00နာရီကျော်လောက်မှာရေမိုးချိုတန့်စင်ပြီးလို့အိယာဝင်ခဲ့တယ်ကျွန်တော်လည်းခီးပန်းလာတာကြောင့်နည်းနည်းချိုက်ချိုက်အိပ်ပျော်နေတဲ့အချိန်မှာကျွန်တော်ရဲ့ခြေထောက်ကိုအေးဆက်ဆက်လက်ကြီးတစ်ဖက်ကလာပြီးတင်းတင်းတက်တက်ဆွဲကင်လိုက်တာကိုစိတ်ကနေခံစားလိုက်ရတယ်အဲ့ဒီအချိန်မှာကျွန်တော်လှုပ်လို့မရတော့ပါဘူးမျက်လုံးကိုတင်းတင်းမိတ်ထားရင်စိတ်ထဲကနေရာသမျှဖျားစာတွေအကုန်ရွှတ်နေမိခဲ့တယ်အဲ့ဒီအချိန်မှာပဲခေါင်းရင်းကနေဓာတ်ချစ်ချစ်ဆိုပြီးလက်သေးနဲ့နယံကိုကုတ်ဆွဲနေတဲ့အတန်ကြီးမနက်မိုးလင်းကနေဒီဇက်တိုက်ထွက်နေခဲ့တယ်မနက်ကျတော့ reception ကိုဆင်းပြီးဟိုတယ်ဝန်ထမ်းကိုခံလေးရနှစ်အကြောင်းမေးကြည့်တော့မှသိလိုက်ရတာကအဲ့ဒီအခန်းဟာလွန်ခဲ့တဲ့နှစ်အနည်းငယ်ကအိမ်တော်တဲ့လင်မယားရမ်းဖြစ်ပြီးတိတ်ဆုံးမှုဖြစ်ခဲ့မှုတဲ့အခန်းနဲ့မနစ်ကဒီဇင်ဘာမှာမိသားစုလိုက်တောင်ပေါ်မြို့လေးတစ်မြို့ကိုအပန်းဖြေခီးထွက်ခဲ့ကြတာပါနေရာကတော့တောင်ကုန်းပေါ်မှာစောက်ထားတဲ့တစ်သားဘန်ဂလိုတစ်ခုပါအဲ့ဒီညကမိသားစုစုံစုံလင်းလင်းနဲ့အဲကန်းထဲမှာထိုင်ပြီးစကားပြောနေကြတာည7:00နာရီလောက်မှာရုတ်တရက်မီးတွေအကုန်အမှောင်ကျသွားခဲ့တယ်ခဏကြာမှာတော့တစ်သားလေးကတပ်ဘက်ကနေထောက်ဆိုပြီးထောက်ဖက်နဲ့စီးထားတဲ့အမျိုးသမီးတယောက်လှေကားဆင်းလာတဲ့အတန်မျိုးကြားလိုက်ရတယ်မိသားစုဝင်တွေအကောင်အတန်လာရာကိုပြိုင်တူကြည့်လိုက်ကြတာပေါ့ဖုံးမီနဲ့ထိုးကြည့်လိုက်တော့လှေကားပေါ်မှာဘာမှမရှိပါဘူးဒါပေမဲ့လှေကားတစ်သားပြင်များတွေကလူတစ်ယောက်ဖြည်းဖြည်းချင်းလမ်းလျှောက်ဆင်းလာတယ်လို့မျိုးတဆင်ပြီးတဆင်နှိမ်ဆင်းသွားတာကိုအားလုံးမျက်စိရှိမှနေမြင်လိုက်ရတာပါအထိတ်လန့်ဆုံးကတော့အဲ့ဒီညတနာရီကျော်လောက်မှာပဲအိမ်မက်ထဲမှာအမျိုးသမီးတယောက်ကငါကလေးကိုကူရှာပေးကြပါဆိုပြီးငိုယိုပြီးတောင်းပန်နေတာကိုကျွန်တော်တို့မိသားစုဝင်4ယောက်လုံးတစ်ချိန်တည်းမှာပဲပြိုင်တူအိမ်မက်မက်ခဲ့ကြတာကျွန်တော်အမကလန်နိုးပြီးကဲစားပါအောင်ဆိုပြီးအော်လိုက်တော့မှအားလုံးပြိုင်တူနိုးလာကြပြီးအိမ်မက်အကြောင်းတိုက်ကြည့်လိုက်တော့မှလူတိုင်းမတ်တဲ့အိမ်မက်ကပုံစံတူစကလုံးတူဖြစ်နေခဲ့တယ်ဆိုတာကိုသိလိုက်ရတယ်အစိုးဆုံးကတော့နိုးလာတဲ့အချိန်မှာအခန်းတောင်းကဘီရိုနောက်ကနေခလေးငယ်တယောက်တခစ်ခစ်နဲ့ရဲနေတဲ့အတန်ကိုမိသားစုဝင်အားလုံးတပြိုင်နက်တည်းကြားလိုက်ရတာပါပဲအဲ့ဒီညကတညာလုံးတူတူစုထိုင်ပြီးဖျားစာတွေရောအမျှဝေပြီးမိုးလင်းတဲ့အထိထိုင်ဆောင်ခဲ့ကြတယ်မနက်မိုးလင်းတာနဲ့အဝတ်စားတွေအမြန်သိမ်းပြီးထွက်ဖို့ပြင်ခဲ့ကြတယ်ဝန်ထမ်းတွေကိုမေးကြည့်တော့လဲဘယ်သူမှရေရေရရမဖြေခဲ့ကြပါဘူးနောက်ပိုင်းစုံစမ်းလို့သိခဲ့ရတာကလွန်ခဲ့တဲ့နှစ်အတော်ကြာကအဲ့ဒီဘန်ဂလိုမှာမိခင်ဖြစ်သူနဲ့ကလေးငယ်တူမတော်တဆမီးလောင်မှုနဲ့ဆုံးပါသွားခဲ့ဘူးတဲ့ဆိုတာသိလိုက်ရတာပါပဲစကိုင်းတိုင်းထပ်ပိုင်းမြို့တစ်မြို့မှာចောင်းသားဘွားတော်ကတငယ်ချင်းတယောက်ဆိုင်ကယ်မှောက်လို့ဆေးရုံတက်ရတာပါဆေးရုံကတစ်မြို့လုံးမှာတစ်ခုတည်းရှိတာဆေးရုံကလည်းအင်္ဂလိပ်ခေတ်တုန်းကဆေးရုံကြီးအဲ့ဒါကြောင့်တငယ်ချင်းတွေနဲ့အတူတူလူနာဆောင်ကြတာညတိုင်းပေါ့တရက်နှစ်ရက်လောက်ထိတငယ်ချင်းကအချိန်ကြီးကောင်းပါတယ်ညတိုင်းမင်းတို့ပင်ပန်းတယ်အိတ်ကြအောင်ရှောသွားအောင်မယ်လို့တောင်စသေးတယ်ကိုရီလည်းလူနာဆောင်ရတာပို့လွတ်လပ်တယ်လေအိမ်ကလည်းလွတ်တော့ပျော်နေကြတာပေါ့၃ရက်မြောက်နေကြတော့လူနာလည်းတက်တာစားပြုတ်နေပြီအေးဆေးပေါ်မကြခင်ဆေးရုံကတော့ဆင်းရတော့မှလို့ကြားတော့အဲ့ညကဆေးရုံနာကပတောက်ပင်အောက်မှာဝိုင်းဖွဲ့ပြီးအရက်ခိုးတောက်ကြတာပါလူနာကတက်တာနေပြီဆိုတော့အေးဆေးဆိုပြီးထိုင်တောက်နေကြတာတောင်ရင်နဲ့12နာရီကျော်လောက်ရှိမယ်ထင်တယ်မြို့ကလည်းမြို့ငယ်လေးဆိုတော့10နာရီလောက်ဆိုရင်တိတ်ဆိတ်စာပြုတ်နေတဲ့မြို့ပါအဲ့မှာတောက်ရင်နဲ့တငယ်ချင်းတွေလည်းနည်းနည်းစမူလာပါပြီအဲ့ဒီအချိန်ခေါင်းကပတ်တီးနဲ့လူတယောက်ရောက်လာပါတယ်ကိုရီထိုင်နေတဲ့နေရာကအရေးကြတော့တိတ်မသေးကွယ်ဘူးဒါပေမဲ့အကုန်လုံးမြင်နေရတာပါဘာတူလဲပေါ့အနားရောက်မှလူနာတငယ်ချင်းဖြစ်နေတယ်စကားမပြောပါဘူးကျွန်တော်တို့ဝိုင်းနားရောက်မှမတ်တက်ကြီးရက်ပြီးစိုက်ကြည့်နေတာကျွန်တော်တို့အကုန်မြင်ပါတယ်ကျွန်တော်တို့လည်းတငယ်ချင်းလူနာဆိုတော့မင်းချအောင်မလားစနောက်ကြတာပေါ့တချို့ကအနာကျအောင်ချမလားပါညာနဲ့စကြတာပါအဲ့ဒီအချိန်မှာလူနာတငယ်ချင်းရှိတဲ့အခန်းဘက်ကနေငိုတန်တွေထွက်လာခဲ့တယ်အခန်းကတိတ်မဝေးတော့ဘာလဲပေါ့အားလုံးထထွက်လာကြတယ်အဲ့မှာလူနာတငယ်ချင်းရဲ့အမရောအမေရောငိုနေကြတာဆီယာမတွေပြရခတ်နေလို့စိတ်ပူလို့အနာကိုအားလုံးရောက်သွားမှတေချာကြည့်မိတာတငယ်ချင်းကအသက်ငင်နေပါပြီအဲ့ဒီညမှာပဲဒီကောင်လဲဆုံးသွားရှာတယ်အုံနောက်သွေးရတယ်လို့ပြောတာပဲသွေးဆူနေတော့ငါဘယ်သူမှသတိမထားမိကြပါဘူးနောက်မှငါတို့ဝိုင်းတာဒီကောင်ရောက်လာသေးတာငါတို့ကောင်မြင်အောင်မကဘူးစတောင်စနေကြသေးတာပဲလို့ပြောရင်းနဲ့အကုန်လုံးလန့်လာကြပါတယ်
တကယ်အဖြစ်ပြက်လေးပါမျိုးငယ်လေးမို့စေဝါမစုံလို့လားတေဖို့ကံပါလားလို့လားမသိဘူး3ရက်လောက်လူကောင်းတစ်ယောက်လိုနလန်ထူလာတဲ့တငယ်ချင်းနောက်ဆုံးအသက်မထွက်ခင်အထိရောက်ဝိုင်းသားအထိလာပြီးငါတို့ကိုပြုံးပြနှုတ်ဆက်သွားတာလားလို့အခုတက်ရွယ်အထိသတိရနေစေပါတခါတလေတငယ်ချင်းတွေဆိုရင်လည်းသူ့အကြောင်းပြောပြကြပါသေးတယ်